ဒါကကိုရုပ်ရှင်လောကရဲ့တကယ်ထိတ်တန့်ပုံစံကြီးမြောက်ဒါကိုဘူမန်တဲ့ဒါတော့ကိုရွှေစန်းတဲ့ဟုတ်တွေ့ရဝမ်းသာပါတယ်ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနာမည်ကငူပါတဲ့ကြီးရလားဆက်နေတာအရှင်လားခင်ဗျာငူပါအကောင်းဖျက်ကြိုးစားပါမယ်နော်ဘောစီကိုကြီးကိုအဲ့လိုဘောစီလို့မခေါ်ပဲနဲ့ကိုကြီးလို့ခေါ်နိုင်အောင်တခါလေးခေါ်ကြည့်လိုက်ဘောကြီးလို့ဘောကြီးဟမ်မင်းသားနဲ့မင်းသမီးကိုမောင်နှမအရင်နေလို့ကြောင်းတယ်နော်ဟုတ်ပြီကဒီဇလန်မှာမင်းသားနဲ့မင်းသမီးနဲ့ချစ်သူတွေမဟုတ်တော့ဘူးထိုက်ကြရင်အဲ့ကိစ္စကိုရှင်းဘာလို့ပြောင်းလိုက်တာလဲငါပြောင်းတာကွာဘာဖြစ်လဲကျွန်တော်တို့အမှုပညာရှင်တွေကငွေတစ်ခုပဲကြီးလို့မရဘူးနာမည်တွေဂုဏ်သိက္ခာတွေအမှုပညာတွေအကုန်ကြီးရတာဗျအဲ့လောက်တော့မှအမှုပညာကိုချစ်နေအလကားရိုက်လေအခုရိုက်နေတဲ့ကားလေးကိုအစီအပြေနဲ့ပြီးတော့ညှိနှံလေးလုပ်ပြီးတော့ရိုက်လိုက်ကြပါဗျာဘယ်လောက်ညောင်လို့တောင်းပန်ပါလေဟိုဘောစီကဘာဖြစ်လို့အဲ့ဒုံးနဲ့ရိုက်တဲ့အခန်းကိုထည့်တာလေဇက်နာအောင်လို့အဲ့ဒီကကျုပ်နေပြီလားဘာတကယ်ပွဲသွားတာဗျမှုပါလေကျွန်တော်တိုက်မှာချုပ်မယ်မဟုတ်ဘူးအဲ့ဆေးကမ်းမှာလို့ရမှာဟုတ်ဘူးလေခေါင်းဆောင်မင်းသမီးတင်မယ်ဗျာတကယ်ခင်ဗျာရင်တော့မော်ဒယ်မာလေးတယောက်ကိုလည်းအဲ့လိုခေါင်းဆောင်မင်းသမီးတင်လို့လေခင်ဗျားမိမမတ်မှုနဲ့ပြဿနာအကြီးကျယ်တက်တာလေမေ့ဝါကြီးလားဘူးလို့မြင်တာဘာဖြစ်လို့တော့လန့်ရတာလဲလာအိမ်ပြန်မယ်အပြန်ယူသိကြလားသိကြတယ်မမွေသူကရင်ကောင်းမဟုတ်ဘူးတဲ့ချင်းတဲ့အသေးခံစုံပါတဲ့မမြင်ဘူးကဘူးလည်းမသိဒီကလို့ချင်းဟုတ်စုံမယ်ပေါ့အသေးခံစုံမယ်ပေါ့နားတဲ့အချိန်မှာတကယ်နားလိုက်အစ်နားလိုက်ကဲဒီစားမင်းသားနဲ့ဒိုင်တာနဲ့ပေါင်းမိကြံစည်ဆိုအတိတာကြီးပဲခင်ဗျာဒါအထိတက်နေပြီမင်းသားအကွက်ရွှေမဲဆိုရင်လေကလေးကလားကောတည်းမရှိပါနဲ့ဗျာရွှေချင်းကျုပ်တို့ဒဲရွှေနော်ဟုတ်လားအဲ့လိုမရဘူးလေတချီမဖြစ်တဲ့ငါရဲ့ချစ်ကံဖြည်းဖြည်းတို့လိုရာပြောချင်မစိတ်တိုင်းကြဖြစ်မဲ့ကလေးလေးမို့ I'm your sugar daddy I'm your sugar daddy What you want, what you do, everything for you, baby. ရုပ်ရှင်ဆိုတော့ထုတ်လို့ရဟာတာကားလေးရိုက်ချင်တယ်ဆိုတာနဲ့ကျွန်တော်ဇက်လေးရှာပြီးရိုက်ဖြစ်တာပါခက်တယ်ကျွန်တော်တို့ကတော့ဟာတာခက်ပါတယ်ခက်တယ်ဆိုမဲ့အဲ့လိုပေါ့ကျွန်တော်ကဟိုဟာတာကြိုက်တာဟိုဆရာဦးတာသူတို့ဥဝနာတို့ရိုက်ပုံစံမျိုးကျွန်တော်ကကြိုက်တာလေကျွန်တော်တို့ကတော့ခက်ပါတယ်ဒါပေမဲ့အဲ့လိုပေါ့ရံဖာရံခါလဲဟာတာကားလေးတွေရိုက်ဖြစ်နေတော့ဒါလေးရိုက်ဖြစ်တာပါဒီ39ဘိုက်ဘူးတို့နတ်ပြရတဲ့ဒုက္ခတို့ဆိုအဲ့လိုမျိုးပလော့လေးနဲ့ဟာမျိုးရရင်တော့ရိုက်ဖြစ်ပါတယ်ခက်တယ်ဆိုတာအခုကကျွန်တော်အတွက်ခက်တာလေဟာတာကားရိုက်ပြီးတော့မရီရရင်ရီရအောင်ရိုက်တဲ့ကမရီရရင်ပိုဆိုးတယ်လေအဲ့လိုဖြစ်မှလဲဒါပေမဲ့ကျွန်တော်နီးအဲ့ဒီရှေ့ရကားလေးဒီ39ဘိုက်ဘူးရိုက်ပြီးတဲ့အချိန်မှာဘာသွားတွေ့တယ်ဆိုတော့ရီဇေယပလော့လုပ်တယ်ပရိသတ်ကိုရီဖို့အချိန်ပေးမယ်ပရိသတ်ရီပြီးတော့နားတဲ့အချိန်ပေးရမယ်ဆိုတာဒီတော့နည်းနည်းတော့သဘောပေါက်လိုက်မိတယ်ဟိုဒီကားမှလည်းအဲ့လိုပါပဲဟိုပလော့လေးတွေရှာပြီးတော့ကျွန်တော်ရိုက်ထားပါတယ်ဟုတ်တယ်တော်တော်ဟုတ်ကဲ့တင်တော့မထင်ရဘူးဟိုဥစားဒီဟိုဘော်ဘီဆက်ဆာတို့ပါလို့ဆိုလို့ရှိရင်လေဟိုသူကတော့ဒီတမီးကဘာပြောဆိုသူကကျွန်တော်ဒီ drama writer နဲ့တတ်မှတ်ထားတဲ့သူပါတယ်တတ်မှတ်ထားတော့သူကျွန်တော်ကသူ့ရဲ့ idea တွေကဇက်နဲ့အဝင်ဝင်ကြဖြစ်နေတော့ဘာမှမပြင်မိဘူးပေါ့နော်မပြင်တော့ तू ကအဲ့ဒါအားမလို့အားမရဖြစ်တယ်သူဘာကြောင့်လဲဆိုဟိုကောင်းနေတာဟုတ်ဆိုတော့ဟို drama ဆိုရင်ကျွန်တော်တို့သွားကျင်တဲ့စိတ်နဲ့သူတို့မျက်နှာနဲ့ဟိုရောက်မရောက်ဆိုတော့ထိရသေးတာဒါကတော့အကုန်လုံးနဲ့ရောပြီးတော့ပါသွားတာပေါ့ဆောင်းပိုင်နေရလားဆရာတို့မှာဟိုသူဟိုကအကုန်လုံးနဲ့လက်ရောကြီးတွေဖြစ်နေတယ်ကားထဲမှာလက်ရောကြီးတွေဖြစ်နေထင်တော့မထင်ရဘူးဘောဒီဆောင်းဖဲ့ကိုပြင်လို့ရပါတယ်အဲ့ဒါထုတ်လို့သူဘက်ကဟိုအကြံပြုတာပါအဲ့တော့ကြတော့ဘလို့လေးတွေ့လဲကျွန်တော်တစ်ခေါက်ရိုက်ဘူးတယ်အခုပြန်တွေ့တော့မှကျွန်တော်ပြောပြတယ်တစ်ခေါက်ရိုက်တယ်ဆိုတာကျွန်တော်အဲ့ဒီကိုလူမင်းနဲ့ဘော်ဝီဆော့ဆာနဲ့ဘော်ဝီဆော့ဆာနာမည်ကြီးတဲ့တချင်းတစ်ပုတ်ပဲအဲ့ဒီချင်းကိုတိုက်တယ်လို့ပြောဗီဒီယိုရိုက်တယ်ပရိသတ်လည်းအဲ့ဒီတော့တော်တော်ကြာပြီနှစ်10နဲ့ချီလောက်ရှိဘူးနဲ့တူတယ်ရိုက်ပြီးတော့သူမရိုက်တော့ဘူးအဲ့ဒီကားလည်းအောင်မြင်တယ်တရုပ်ဆောင်တော့အဲ့တော့သူစာကြက်တာဘလို့ dialogue ကိုကြက်လဲဆိုတော့ तू က
rap ပုံစံအဲ့လိုမှတ်တာတဲ့ဆိုသူဟာလေမစင်းဆိုတဲ့ပုံစံသူကြက်တာတဲ့ဆိုသူဟာလေတမျိုး dialogue ကိုဟုတ်ကဲ့အော်စရာကောင်းတယ်ဟိုအဲ့ဒီအတဲကအဆင်ပြေနေတာအဲ့ဒီကလေးမလေးကပြေတော့နောက်အဆက်ပြတ်သွားတော့အခုကားတွေ့တော့မှမေးပြသမီးဘာဖြစ်လို့စက်မရိတ်တာလဲဆိုတော့မျိုးတချင်းနဲ့ရုပ်ရှင်နဲ့မတူတဲ့ဟာတွေသူရှင်းပြတယ်အဲဒါကြောင့်တချင်းကတော့အများအားပြည်သက်နဲ့ interact ဖြစ်နေတာကိုရုပ်ရှင်ကြောင့်နည်းနည်းဟိုကဖြစ်တဲ့အတွက်ကြောင့်မလို့သူအဲ့ဒါကြောင့်ပါဆိုပြီးပြောပြတယ်ကျွန်တော်ကသူ့ item လေးဘယ်လိုပါအကြောင်းကပြောပြမယ်လို့သူတွက်ထားပုံရပါတယ်ဒါပေမဲ့ဟာတာကအခုနပြောလို့ဟာတာကဖြစ်နေတော့သူပြောတဲ့ဟာတွေကသူ့ရဲ့စကားပုံစံလေးတွေနဲ့အဝင်ဝင်ကြဖြစ်နေတော့ကျွန်တော်ကဟိုပြင်ဖို့မလို့မပြင်တာပါအေဒင်ချိုဆွေတို့ကလည်းကျွန်တော်အဲ့လိုပဲတချင်းသူ့တချင်းလေးကြည့်ပြီးတော့သဘောကျလို့ထုတ်လို့သူပြောထုတ်လို့သူကရိုက်မယ်ဆိုပြီးတော့ねရိုက်ဖြစ်တာအဲ့ဒီကလည်းအေဒင်ချိုဆွေလည်းအောင်မြင်ခဲ့ပါတယ်ဆရာဘယ်လိုလေးပေါ့နော်တုံးတက်ချက်လေးပေးချက်လေးအဆင်ပြေတယ်ဒီကလေးမလေးအဆင်ပြေတယ်သူလုံးမယ်ဆိုရင်ပေါ့လေအဆင်ပြေပါတယ်အဲ့တော့သူပြောလို့ပဲ drama ပါလေရိုက်ပေးခြင်းတယ်ဒီကလေးမလေးကိုလေအောင်မြင်တဲ့ပြောကောင်းပြောဖြစ်မှာဟုတ်ကဲ့ဒီမှာရှိတဲ့အနေအထားအရာဒီယုံမလာကြည့်တဲ့2နာရီပတ်ချတဲ့လောက်ကိုဟိုအိမ်မှာစိတ်ညစ်ခဲ့တာတွေအစမပြေမှုတာတွေလူတိုင်းမှာရှိနေကြတာလေရှိနေတော့ဒီ2နာရီလောက်တည်းမှာအားလုံးအစင်ပြေသွားစေရမယ်လို့ဟိုခဏတာဟိုပြေပြောက်သွားမယ်လို့ကျွန်တော်အာမခံပါတယ်ကျေးဇူးပါခင်ဗျာကျေးဇူးပါ